ရုပ်ပင်မှာအဖိုးလေးတွေစတင်ထွက်လာပြီးဆိုတာနဲ့ပင်စီအောက်ပိုင်းကထွက်နေတဲ့ဘေးကိုင်းလေးတွေကိုချက်ချင်းဖြတ်ထုတ်ပေးပါဒီအရွက်အပိုတွေကအပင်အထွက်အကျိုးမပြုပါဘူးအကုန်ဖယ်ရှားလိုက်မှအပင်ရဲ့အာဟာရဓာတ်တွေကအပေါ်ပိုင်းကိုတက်ရိုက်ရောက်ရှိသွားပြီးငရုတ်သီးတွေကိုပုံမကြီးထွားဝါဖြိုးစေမှဖြစ်ပါတယ်ခရမ်းပင်ပထမဆုံးအပွင့်ပွင့်လာတဲ့အထောင်မှာလေဒီနီလန်အတိုင်းလှုပ်ဆောင်ပေးပါအောက်ခြေကဘေးကိုင်းအပေါ်တွေကိုရှင်းလင်းပေးပါဒီကိုင်းတွေကအာဟာရကိုဖြုံးတိယုံတင်မကပဲပိုးမွားတွေကိုဆွဲဆောင်နိုင်ပြီးအမြင့်ပုတ်တာမျိုးအထိဖြစ်စေနိုင်လို့ပါဒီဘူးခါဖတ်တီအပင်တွေမှာအရွက်6ရွက်ထွက်လာတဲ့အစဉ်ကအရန်အရေးကြီးပါတယ်အပင်ရဲ့ထိပ်ဖျားပိုင်းခေါင်ညွန့်ကိုနှိပ်ပြီးဖြတ်ပေးရပါမယ်ဒါမှသာဘေးကိုင်းတွေထွက်လာမှထပြီးအသီးတွေကအဲ့ဒီဘေးကိုင်းတွေကနေပဲတီးတာပါဒီလိုလုပ်ပေးခြင်းအပြင်အသီးတွေကိုပုံမိုရှည်လျားပြီးထွားချိုင်းလာစေပါရယ်ပဲပင်ဒီမှာနဲ့အရွက်6ရက်ရှိလာပြီဆိုရင်ထိပ်ဖျားကိုချက်ချင်းနှိပ်ပေးပါမလုပ်ပေးဘူးဆိုရင်အာဟာရဓာတ်တွေကပြန့်နှံ့သွားပြီးအထွက်နှုံးနည်းသွားတတ်ပါရယ်ထိပ်ဖျားနှိပ်ပေးလေဘေးကိုင်းတွေပိုးထွက်လေဖြစ်ပြီးကိုင်းညားလေပဲသီးတွေပိုးရလေဖြစ်ပါရယ်